Ok, Alan bé mình là ba daily reaction YouTube channel nàyပြန်လဲကြည့်ဆိုလိုက်ပါတယ်ကျွန်တော်အခုသွားနေတာကတော့ကျွန်တော်တငယ်ချင်းအိမ်ပေါ့နော်ကျွန်တော်တို့ခုဒီည3နိုင်မှာလီဗာပူးနဲ့ရီယယ်မက်ဒရစ်ပွဲရှိပါတယ်အခု2နိုင်ကျော်နေပြီမနေ့2နိုင်ပေါ့နော်ကျွန်တော်အဲ့လိုလည်းမဖြစ်ဘူးပွဲတော့ကြည့်မယ်လို့ကျွန်တော်အကြောင်းကျွန်တော်လမ်းလျှောက်ဆက်လာလိုက်တယ်တိလည်းမဝေးဘူးအောင်ဆငယ်လေးစီးဖို့ပြင်းသွားအဲ့ဒါအခုချိန်မှာအာဆင်နယ်ကလည်း63 minute မှာ2-0နဲ့ဥဆောင်နေပါတယ်ခါနေ2နိုင်ကျော်ကြာရင်3နိုင်ကြာရင်ကျွန်တော်တို့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ရှိတယ်ပေါ့နော်တော့ကဘယ်လိုနိုင်စီချင်လဲဆိုတော့တကယ်တမ်းလီဗာပူးတော့အဲ့လိုမကြိုက်ပါဘူးဒါပေမဲ့အခုချိန်မှာတော့လီဗာပူးနိုင်စီချင်ပါတယ်လီဗာပူးနိုင်စီချင်ပါတယ်လီဗာပူးတော်တော်လေးပြပြမအောင်ရှုံးဝရဆက်နေတယ်ပေါ့နော်အခုနောက်ဆုံး9ပွဲမှာစဉ်းစားကြည့်ဗျာနောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတယ်ဆိုတော့တော်ရုံစကီးတော့မရဘူးနော်အဲကြောင့်မို့အခုချိန်မှာလီဗာပူးကိုနိုင်စီချင်တယ်ဒီပြီးရင်လီဗာပူးဖက်ပဲကျွန်တော်လောင်းထားတယ်ဘတ်2000ပေါ့နော်ဘတ်2000ဆိုတော့မြန်မာငွေနဲ့2သိန်းကျော်2သိန်းခွဲနီးပါးလောက်ရှိတယ်အဲအကြောင်းကျွန်တော်လီဗာပူးဖက်ထစ်ထားပါတယ်ရမှာပါပြည့်ရတော့ပြနိုင်မယ်ထင်လေလီဗာပူးနိုင်မလားမဟုတ်လေရီယယ်မက်ဒရစ်နိုင်မလားကျွန်တော်ကမမရေးခဲ့လို့ရပါတယ်ကဲတော့အပီကြရအောင်3နိုင်ဆိုတော့တော့ဆောက်ရမှာတော့နိုင်လောက်တော့ဆောက်ရမှာဂျိုင်းဒီခုလောက်စားလိုက်မယ်ပြီးရင်ဒီလာမဲ့ကျွန်တော်တို့မန်ယူကလာမဲ့စပါးနဲ့ပွဲမှာလေကျွန်တော်မန်ယူနေနဲ့နိုင်လားမသိဘူးဗျာအခုအင်ကွင်းဆိုတော့နိုင်မယ်ထင်ပါတယ်အခုပြီးခဲ့တဲ့ foreign နဲ့ပွဲကျတော့အနိုင်တွက်ထားတာကိုမနိုင်ဘူးဗျာအနိုင်တွက်ထားတာကိုမနိုင်ဘူးဒါပေမဲ့တကြီးတော့ရခဲ့ပါတယ်တမတ်ပဲရပါတယ်ဒီစပါးနေတာနိုင်မယ်ဆိုရင်တော့ဒီနေ့ကောင်းပါတယ်စပါးနဲ့လည်းမနိုင်ဘူးဆိုရင်တော့အဆင့်တော်ကြမှာနော်တော်လေးအဆင့်ကြမှာဖြစ်ပါတယ်အဲကြောင့်မို့မန်ယူကစပါးနဲ့ကင်လေဒီလိုပဲစားပြီးမန်ယူကစပါးနဲ့ကင်လေဒီလိုပဲကျွန်တော်တငယ်ချင်းမှာတွားပြီးမှအားပေးမှာကျွန်တော်အိမ်မှာကကလေးငယ်ရှိတော့ညမှာဘလုံးကြည့်လို့မကောင်းဗျာအဲကြောင့်မို့ကျွန်တော်တငယ်ချင်းမှာတွားကြည့်မှဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်တွားလိုက်အောင်မယ်အားနောက်ကျနေပြီရှင်